Hey guys, welcome back. ဒီကနေ့မှာဆိုတော့လေ့လာရမယ့်စကားလုံးလေးကတော့အဖြတ်အမှောင်ပေါ့နော်တကယ်ကိုမှအတားအဆီးတွေအခက်ခဲတွေအဖြတ်အမှောင်တွေပေါ့နော်အဲ့ဒါကိုဘယ်လိုပြောလဲဆိုတော့ impediment. Okay, impediment means obstacle, barrier, hardship, difficulties and so on. Okay, so these are called impediment. Okay, for example, there are a lot of impediments for Myanmar people these days. အခုရက်ပိုင်းတွင်မှာမြန်မာလူမျိုးတွေအတွက်ပေါ့နော်ဒီအဖြတ်အမှောင်အတားအဆီးအခက်ခဲတွေအများကြီးရှိတယ်ပေါ့နော် impediments တွေအများကြီးရှိတယ်ပေါ့နော် I want to overcome this impediment. Can you help me? ကျွန်မဒီအခက်ခဲကြီးကိုအမြန်ဆုံးကျော်ဖြတ်ချင်တယ်ပေါ့နော်အဲ့တော့ကျွန်မကိုကူညီနိုင်မလားတဲ့ Pandemic is one of the major impediments in the world. Pandemic ဒီကပ်ရောဂါဆိုရဆိုလို့ရှိရင်တကယ်ကိုမှကြီးမားတဲ့အတားအဆီးအဖြတ်အမှောက်တစ်ခုဖြစ်တယ်ပေါ့နော်ကမ္ဘာပေါ်မှာအဲ့တော့ impediment ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်နဲ့အသုံးပြုပုံကိုလေ့လာပြီးသွားပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီစာကြောင်းလေးကိုcomment မှာရေးပေးသွားမယ်နော်ဒီစာကြောင်းလေးကဘယ်လိုလဲဆိုတော့ဘဝမှာတဲ့အဖြတ်အမှောက်တွေအများကြီးပဲအဲ့တော့အဖြတ်အမှောက်တွေကို impediments လို့ရေးမယ်နော်အဲ့ဒါကို comment မှာရေးပေးသွားပါ and we will see you next time. Bye bye.